အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဝေမန်းလေးကိုအခုမှစသုံးမဲ့လူတွေအတွက်ဝေမန်းလေးသုံးလို့မတက်သေးတဲ့သူတွေအတွက်အသုံးပြုနည်းလေးကိုအကြမ်းမြင်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝေမန်းလေးစသုံးမယ်ဆိုလို့ရှိရင်ပထမဆုံးဒီမှာကျွန်တော်တို့ငွေလွှဲကနေစပြီးတော့ပြောပြပေးမှာပါနော်ဒီမှာငွေလွှဲဆိုလို့ရှိရင်ငွေလွှဲနှိပ်ပြီးတော့ကိုလွှဲချင်လူရဲ့ဖုန်းနံပါတ်ကိုမှာ39ဒီမှာကိုလွှဲချင်လူရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးဆိုလို့ရှိရင်ဒီမှာဆက်လုပ်ပါနှိပ်လိုက်ဆိုလို့ရှိရင်တစ်ဖက်သူကဝေပေးအကောက်ပေါ့နော်ဝေမန်းလေးအကောက်ဖွင့်ထားမယ်ဆိုလို့ရှိရင်ဒီမှာနောက်မယ်ပေါ်ပါတယ်နောက်မှာဘေးမှာ update ဆိုတာလေးပြနေလိမ့်မယ်တကယ်တော့တစ်ဖက်လူကတစ်ဖက်ကိုရိုက်ထည့်ထားတဲ့ဖုန်းနံပါတ်ကတစ်ဖက်လူကဝေမန်းလေးအကောက်ဝေပေးအကောက်မဖွင့်ထားဘူးဆိုလို့ရှိရင်ဒီမှာမဖွင့်ထားဘူးဆိုတဲ့အကြောင်းသူပြလိမ့်မယ်အဲ့လိုဆိုလို့ရှိရင်သူလွှဲလို့မရဘူးလားဆိုတာလွှဲလို့ရပါတယ်ဒါပေမဲ့သူကလှုပ်ဝက်နံပါတ်နဲ့လွှဲသလိုပေါ့နော်6လုံး4လုံးလှုပ်ဝက်နံပါတ်6လုံး4လုံးနဲ့အဲ့လိုပုံစံနဲ့ငွေလဲတဲ့ပုံစံမျိုးဖြစ်အောင်ပါပေါ့နော်အခုတော့ဒီမှာကျွန်တော်တို့တစ်ဖက်ဟိုဘက်ဖုန်းနံပါတ်မှာဝေကောက်ရှိနေရဆိုလို့ရှိရင်ဒီမှာကျွန်တော်နောက်မဲ့ပေါ်နေလိမ့်မယ်အဲ့ဆိုလို့ကျွန်တော်လွှဲချင်တဲ့အမကိုဒီမှာထည့်ပြီးတော့လွှဲလို့ရပါပြီဒီမှာတာဝန်နော်လွှဲပြီးဆိုလို့ရှိရင်ဆက်လုပ်ပါနှိမ့်မယ်ပြီးလို့ရှိရင်ဒီမှာဆက်လုပ်ပါထည့်နှိမ့်မယ်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့လှုပ်ဝက်နံပါတ်ပေါ့နော်လှုပ်ဝက်နံပါတ်ရိုက်လိုက်ပြီဆိုလို့ရှိရင်ငွေလဲပြီးသားဖြစ်သွားပါတယ်နောက်တစ်ခုကဒီမှာဖုံးငွေဖြည့်တာပေါ့နော်ဖုံးငွေဖြည့်တာကြတော့သူကဒီမှာအခုဆိုရင်ဒီမှာကိုဝေမန်းလေးကောက်ဝေပေးကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတစ်ခါတည်းသူကတန်းပြီးတော့ပြပေးထားတာဖြစ်ပါတယ်အဲဆိုရင်ကိုဒီဖုန်းနံပါတ်ကိုပဲဖုံးပြီးဖြည့်ချင်တယ်ဆိုလို့ရှိရင်ဟိုဖြည့်ချင်တဲ့အမောက်ကိုမှ1000ဆိုတဲ့1000 2000ဆိုတဲ့2000ကိုဖြည့်ချင်တဲ့အမောက်ရွေးပြီးဆိုလို့ရှိရင်နောက်ဆက်မှာကိုအတီးပြပါနှိပ်ပြီး password ရလိုက်ပြီဆိုတာနဲ့ဖုံးပြီးဖြည့်သားဖြစ်သွားပါတယ်ဒါမှမဟုတ်ကိုတခြားဖုံးဖြည့်ပေးချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာဖုန်းနံပါတ်တွေကိုဖြတ်ပြီးတော့ကိုဖုန်းနံပါတ်ကိုတိကျအောင်မှတ်အောင်ရိုက်ပြီးရဲဆိုလို့ရှိရင်ဒီမှာကိုဖြည့်ချင်တဲ့အမောက်ကိုရွေးခုနအတိုင်းပဲဖြည့်ချင်တဲ့အမောက်ကိုရွေးအတီးပြပါနှိပ် password ရလိုက်တာနဲ့ကိုဖြည့်ပေးချင်တဲ့ဖုန်းထဲကိုဖုံးပြီးရအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာကျွန်တော်ငွေသွင်းငွေထုတ်ပေါ့နော်ငွေသွင်းငွေထုတ်ကိုကြတော့ငွေသွင်းငွေထုတ်လောက်တာကြတော့ကျွန်တော်သိတဲ့အတိုင်းပဲဒီဆက်ရကို Wemani agent ဆိုင်မှာငွေသွင်းငွေထုတ်လုပ်လို့ရတယ်လို့တကယ်လို့ကိုမှဘဏ်ကောက်တွေရှိမှဆိုလို့ရှိရင်ဘဏ်ကောက်နဲ့လည်းချိန်ပြီးတော့သုံးပြလို့ရပါတယ်ဥပမာထားမှာတော့ဒီမှာဆိုရင်ဘဏ်ကောက်ချိန်ကြတော့ဘဏ်ကောက်မရှိပါလေဘဏ်ကောက်ချိန်ဆိုတော့နှိမ့်တယ်ဆိုလို့ရှိရင်သူက Wemani က Yuma ဘဏ် CB ဘဏ်နှစ်ခုသူချိန်ပြီးတော့သုံးလို့ရတာပေါ့နော်ကိုမှဘဏ်ကောက်ရှိမှဆိုလို့ရှိရင်ဘဏ်ကောက်နဲ့ချိန်ပြီးတော့လည်းသုံးလို့ရပါတယ်မှာဟို MPU ကတ်ပေါ့နော်ATM ကတ်လို့လည်းခေါ်လာပဲ ATM ကတ်လေးနဲ့လည်းကိုချိန်ပြီးတော့သုံးလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်စရင်းကတော့ကိုယ့်ရဲ့ဟိုမှတ်တမ်းပေါ့နော်ဟိုဘသူဘယ်လောက်လွှဲရတယ်ဘသူကကိုဘယ်လောက်လွှဲရတယ်ဖုန်းပြီးဘယ်လောက်ဖြည့်ရအားလုံးဒီမှာပြင်ကြည့်လို့ရပါတယ်မှတ်တမ်းထဲမှာအားလုံးပြင်ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ internet page တွေအားလုံးကိုဒီကနေပေးလို့ရပါတယ်ဒီကနေတွင်းပေးလို့ရတာပေါ့နော်နောက်တစ်ခုကတော့ခီးသွားလက်မှတ်လေးလေလက်မှတ်လေးကားလက်မှတ်လေးလည်းဒီကနေပြီးတော့ကိုဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီဘက်ကို profile ဒီမှာတော့ဝေးဆိုင်ကြတော့ကိုနဲ့အနီးနားမှာအနီးဆုံးဝေးဆိုင်လေးပဲဝေးဆိုင်လေးရှိတယ်ဆိုတာပြပေးတာဖြစ်ပါတယ်ဒီမှာဝင်စားကတော့ခုနအတူတူပါပဲမှတ်တမ်းနဲ့အတူတူပါပဲနောက်တစ်ခုကမှ profile ကြတော့ကျွန်တော်တို့ပတ်ဒီမှာလှုပ်ဝက်နံပါတ်တွေချိန်လို့ရတယ်ပင်နံပါတ်ချိန်လို့ရတယ်လို့ရှင်ပင်နံပါတ်မေးလို့ရှင်ဒီကနေပြန်ရှောက်လို့ရတယ်နောက်တစ်ခုကဖုန်းသုံးပြုခွင့်ပေးတာပေါ့နော်ဖုန်းသုံးပြုခွင့်ပေးတာကြတော့ကိုကဟိုတခြားဖုန်းတစ်လုံးမှာကိုက Wemani အကောက်ကိုပြောင်းပြီးတော့သုံးချင်တယ်ပြောင်းပြီးတော့သုံးမယ်ဆိုလို့ရှိရင်ဖုန်းတင်မှာပေါ့နော် Wemani အကောက်ကိုပြောင်းပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ကျွန်တော်နှိပ်ပြီးလို့ရှိရင်ဖုန်းအသုံးပြုခွင့်ပေးမှသာတခြားဖုန်းတင်မှာနောက်ထပ်ဖုန်းတင်မှာအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီမှာဘာသာစကားပြောင်းရင်ဘာသာစကားပြောင်းဆိုတဲ့နေရာမှာဒီမှာလည်းကိုချတဲ့ဘာသာစကားနဲ့ရွေးပြီးတော့သုံးလို့ရပါတယ်နောက်ကအတန်နဲ့တီးပေးချက်အထိုင်မှာပဲကိုဖွင့်ထားရရတယ်ပိတ်ထားရရပါတယ်ကိုဖွင့်ထားရဆိုလို့ရှိရင်တော့ကိုငွေလွှဲဝင်လာပြီဆိုလို့ရှိရင်အတန်လေးနဲ့ကိုအသတိပေးမှာပေါ့နော်နောက်ကမှပြည်စာတဲ့အတိုင်းပါတယ်ကိုလွှဲလိုက်တဲ့ပြည်စာကို
ကိုလွှဲလိုက်ပြီဆိုတာနဲ့သူ screenshot ရစရာမလိုပါနဲ့ဒီဟာလေးကိုဖွင့်ထားပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တက်ပုံ file ထဲမှာတစ်ခါတည်း auto တင်ပေးမှာပါကြတော့ကိုဒါလေးကိုပိတ်ထားမယ်ဆိုလို့ရှိရင်တော့အလိုရသူမတင်ထားပေးပါဘူးဒါလေးဖွင့်ထားပေးမှာစားကို screenshot ရစရာမလိုပါနဲ့ကိုလွှဲလိုက်ရှင်ပြီးစားကိုအလိုရသူတက်ပုံ file ထဲမှာတွားပြီးတော့တင်ထားပေးမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာဒါတွေကတော့သိအရေးမကြီးပါဘူးတတ်မှတ်ချက်နဲ့ဝန်ဆောင်ခများကြတော့ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်နဲ့အသေးစိတ်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်မရှင်းပြတော့ပါဘူးဗီဒီယိုတအားရှိအောင်မှဆိုလို့โอเคဒါဆိုရင်တော့ webman နဲ့ပတ်သက်ပြီးတော့အသုံးပြုနေရတော့အချမ်းမြင်ရတော့ဒီလောက်ပါပဲအားလုံးလည်းနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်သိချင်တာရှိရင်လည်းဒီဗီဒီယိုအောက်က comment မှာလာရောက်မေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ